င်္ဂလာပါကျွန်တော်မောင်ချစ်မင်္ဂလာပါကျွန်တော်မောင်ချစ်ပါဒီကနေ့ကျွန်တော်တက္ကသိုလ်မှတ်တရဒေသချင်းများစွာတွေကနေပြီးတော့စကိုင်းလန်းဆိုတဲ့ချင်းတင်းကိုတငယ်ချင်းများဆရာဆရာမများဒေသချင်းတွေကိုတက်ဝင်ခံစားတတ်တဲ့ညီကောင်မောင်နှမများအားလုံးနဲ့အတူကျွန်တော်ဒီသချင်းတွေကိုမျှဝေခံစားတော့မှာဖြစ်ပါတယ်ဒီစကိုင်းလန်းသချင်းလေးမှာလည်းကျွန်တော်ဘဝအတွက်အမှတ်တရရှိပါတယ်ဥပမာနဲ့ဒုတိယပိုက်ဒုတိယအကြောင်းမှာဆိုရင်လန်ဒဝတ်တီကိုပြန်ပို့ရင်းဆိုတဲ့စာကြောင်းလေးကျွန်တော်ကျောင်းသားဘဝကလေးကချစ်ခဲ့ရတဲ့မကြော့ပေါ့ဒီဇနီးတဲ့လေးကြော့လိုက်အားဆိုရင်သူ့ရဲ့အဆောင်ကနေပြီးတော့ကျွန်တော်တို့တောင်ကြီးမှာဆိုရင်တော့မောချေတီကိမှတ်နိုင်တယ်လိုက်ပို့ပြီးခဲ့တဲ့ကာလာလေးတွေရှိခဲ့ပြီးပါတယ်ဒါလေးတွေကလည်းတက္ကသိုလ်မှတ်တရဘဝမှတ်တရတွေကတခုပါပဲခင်ဗျဒီစနေတာမနက်နေရောက်ဖြာထွန်းရင်ကိုင်းလန်းကဆောင်နေမဲ့သူမလို့ချိန်ထားတဲ့တဲ့မြေပြင်အိုရဲ့စီညောနေသူကြိုလင်းရန်ကိုလာမယ်လို့ခုညတော့အိမ်မိုင်မထင်ဘူးနေကိုပြန်တွေ့ရင်တကားလက်စားမပြတ်နိုင်အောင်လေးပြေးတွေ့လန်ဒဝတ်တီကိုပြန်ပို့ရင်ဆိုနေညိုချင်းနေကူရဲ့ညောနေမယ်လို့ဆက်တော့ရောက်အောင်လာမယ်မေလိုက်ခတန်သူဆုံးတဲ့အပြုံးနေနှုတ်ဆက်မယ်လေလူဘဝအတွက်ခဏတာဒီချိန်ကလေးအတွင်မှာချစ်ခွန်အားရင်ဆိုင်ထားလမ်းဝေးတဲ့ညရဲ့ကုန်းမာတော့ွယ်ကြာရတဲ့ယထာတန်ရင်ကုန်တန်ဆောင်ရအိမ်လေးပြင်ရှင်မြန်ကိုစီခီးထွက်ဖို့တို့လာနေပြီလေတာဒီချိန်လေးအတွင်မှာချစ်ခွန်အားရင်ဆိုင်ထားတို့ထွက်မဲ့မနက်နေရောက်ဖြာထွန်းရင်ကိုင်းလန်းကဆောင်နေမဲ့သူမလို့ချိန်ထားတဲ့တဲ့မြေပြင်အိုရဲ့စီညောသူကိုကြိုလင်းရန်ကိုလာမယ်လို့ခုညတော့အိမ်နိုင်